ပတ်ဝန်းကျင်တစ်ခုလုံးကထူးထူးခြားခြား6ကတ်နေတာကိုတွေ့ရမှာပါပိတ်ထားတာကြားပြီးဖြစ်တဲ့ဂုံကြီးရန်စိတ်ကြံမာရေးစေယုံဟောင်းကြီးဟာနာမည်ကျော်စေယုံအုပ်ကြီးကိုတိုင်လူနာအောင်တို့ကိုတတ်ပြီးသူ့ကိုပါအဆုံးစီရင်ထွက်ခဲ့တဲ့နေရာတစ်ခုဖြစ်ပါတယ်ဒီစေယုံရဲ့အမှန်တရားကိုဖော်ထုတ်ဖို့ဆုံးဖြတ်ထားတဲ့လူငယ်2ယောက်ဟာကြီးစုသူအများအပြားနဲ့အတူတိုက်ရိုက်ထုတ်လွှင့်ရင်းစေယုံထဲကိုဝင်သွားကြပါတယ်သူတို့ကိုဘယ်သူမှတားလို့မရဘူးလို့ကင်မရာကိုကြည့်ပြီးစိတ်လှုပ်ရှားစွာနဲ့ကြေညာလိုက်ကြပါတယ်ဒီလိုပြောနေတာနဲ့တခါမှမဖွင့်ဖူးသေးတဲ့အခန်းနံပါတ်400စီကိုသူတို့ဦးတည်သွားကြပါတယ်တကားပွင့်သွားတဲ့နဲ့တပြိုင်နက်ခေါင်းလောင်းတန်တစ်ခုရုတ်တရက်မြင်လာပါတယ်ကင်မရာကတွန်းခါသွားပြီးကြောက်စရာကောင်းတဲ့ပုံရိပ်တစ်ခုပေါ်လာပါတယ်အဲ့ဒီနောက်မှာတော့အဲ့ဒီလူငယ်2ယောက်ပျောက်ဆုံးသွားပါတော့တယ်လူတိုင်းကစိတ်မကောင်းဖြစ်ပြီးထိတ်လန့်သွားကြပါတယ်ဒါပေမဲ့နာမည်ကြီး YouTuber တယောက်ဖြစ်တဲ့ဟာဂျွန်အတွက်တော့ဒီသတင်းကသူ့ရဲ့ Horror Time ဆိုတဲ့ channel အတွက်အကြောင်းအရာအသစ်တစ်ခုရလိုက်တာမို့ကံကောင်းခြင်းတစ်ခုဖြစ်နေပါတယ်သူကဒီစေယုံဟောင်းကိုတိုက်ရိုက်ထုတ်လွှင့်မှုနဲ့အတူတွားရောက်စူးစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်သူ့ရဲ့ရှားဖွေချက်တဲ့အရာ1960ပြည့်နှစ်တုန်းကဒီစေယုံဟာအကောင်းဆုံးလို့သတ်မှတ်ခံခဲ့ရပေမဲ့လူပေါင်း50လောက်ရုတ်တရက်သေဆုံးသွားတဲ့ထူးဆန်းတဲ့မတော်တဆမှုဖြစ်ပြီးနောက်မှာတော့စေယုံအုပ်ကြီးပျောက်ဆုံးသွားတာကြောင့်လူတိုင်းကြောက်လန့်သွားခဲ့ကြပါတယ်လူနာတွေပေါ်စမ်းသပ်မှုတွေလုပ်တယ်ဆိုတာမျိုးဒါမှမဟုတ်ဂျပန်စစ်တပ်ကဒီနေရာမှာအကျဉ်းသားတွေကိုနှိပ်စက်ခဲ့တယ်ဆိုတာမျိုးဒီစေယုံနဲ့ပတ်သက်ပြီးထူးဆန်းတဲ့ကောလာဟလတွေပြန့်နှံ့လာခဲ့ပါတယ်အခုတော့အဲ့ဒီအမှန်တရားကိုဖော်ထုတ်ကြတော့မှာပါမိန်းကလေး3ယောက်ရဲ့ဟာဂျွန်ရဲ့အပါဝင်လူ4ယောက်နဲ့အဖွဲတစ်ခုဖွဲ့လိုက်ပါတယ်သူတို့ထက်ကတယောက်ကတော့အခြားမြင်ရတဲ့သူဖြစ်ပါတယ်ဆိုလိုတာကထူမာဟာနန်လောကသားတွေနဲ့တစေချုပ်တာတွေကိုခန်းစားသိရှိနိုင်ပြီးအရင်ကလည်းတစေတကယ်ရှိတဲ့နေရာ3ခုကိုသွားခဲ့ပူပါတယ်အခုတော့ညကမြင်ကွင်းကိုပြထားပါတယ်လူတိုင်းဟာသူတို့ရဲ့ကင်မရာတွေမိုက်ခရိုဖုန်းတွေကိုကင်ပြီးစေယုံတကားရှိကနေဖြတ်သွားကြပါတယ်သူတို့တွေဟာကြောက်လန့်နဲ့ပဲအထက်ကိုဝင်သွားကြပါတယ်အထက်ကလီထူးကတော့တကယ်ကိုအန်ဒရယ်ရှိနေတဲ့ပုံစံပါပဲနေရာတိုင်းမှာမောင်အတိကျနေပြီးဖြစ်စီအပြက်စီတွေပြန်ကျဲနေသလိုဖုံးတွေလည်းတက်နေပါတယ်အထက်ကိုဝင်လိုက်တာနဲ့တယောက်ကသူတို့ကိုစောက်ကြည့်နေသလိုမျိုးလူတိုင်းခန်းစားလိုက်ကြပါတယ်ဟာဂျွန်ကတော့တိုက်ရိုက်ထုတ်လွှင့်မှုကိုထိန်းချုပ်ဖို့စေယုံအပြင်မှာပဲစခန်းချနေပြီးသူ့ကိုယ်တိုင်ဝင်မဲ့အစားတခြားလူတွေကိုပဲအထက်ကိုလွှတ်လိုက်ပါတယ်အခန်းတွေကိုစစ်ဆေးရင်းနဲ့သူတို့ထူးဆန်းတဲ့ပစ္စည်းတစ်ခုကိုတွေ့လိုက်ကြပါတယ်တခွဲကန်ထဲမှာစစ်ဆေးနေတဲ့သူတွေကတော့ဘူးတစ်ခုထဲမှာတဲနေတဲ့ကြက်တစ်ကောင်ကိုတွေ့လိုက်လို့ထိတ်လန့်သွားကြပါတယ်စေယုံအပြင်မှာစစ်ဆေးနေတဲ့သူတွေကလည်းရေခွင်းထဲမှာအလောင်းတစ်လောင်းမျောနေတဲ့အထင်နဲ့ရုတ်တရက်အော်ခိလိုက်ကြပါတယ်သူတို့ရဲ့တုတ်တဲနဲ့စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ဒါဟာ7 to week တစ်ခုတာဖြစ်နေတာကိုတွေ့လိုက်ရပါတယ်မိန်းကလေးတယောက်ကတော့ဒါဟာထူမာဘွားရဲ့ပထမဆုံးအန်ဒရယ်ရှိတဲ့စမ်းသပ်မှုဖြစ်တာကြောင့်စေယုံနှံရံပေါ်မှာထူမာနာမည်ကိုရေးလိုက်ပါတယ်နာမည်အောက်မှာတော့အသက်ရှင်အောင်နေကြရအောင်လို့ရေးခဲ့ပါတယ်အခုတော့အဲ့ဒီမိန်းကလေးကစေယုံထဲကိုအမွှေးနံတာတွေပြက်ဖြန်းနေပါပြီအဲ့ဒီအချိန်မှာပဲတခြားလူငယ်တယောက်ကကြည့်ရှုသူတွေကိုအခြေအနေရှင်းပြနေတော့လိုင်းပြတ်သွားပါတယ်အဲ့ဒီအချိန်မှာပဲသူ့နောက်ကအခန်းတကာကရုတ်တရက်ပွင့်သွားပါတယ်အဲ့ဒီအခန်းကလူသက်သမားလို့လူတိုင်းယုံကြည်ထားတဲ့စေယုံအုပ်ကြီးရဲ့အခန်းဖြစ်နေပါတယ်အပြင်ဘက်ကနေဟာဂျွန်းကသူ့ကိုအထဲဝင်ဖို့ပြောလိုက်ပါတယ်သူ့အထဲကိုဝင်သွားတဲ့အခါလူနာအားလုံးရဲ့တပ်ပုံနဲ့အတူစေယုံအုပ်ကြီးရဲ့ပုံကိုပါတွေ့လိုက်ရပါတယ်အဲ့ဒီကနေစင်လူနာတွေအသက်ခံရပြီးနောက်မှာစစ်တပ်ကဒီစေယုံကိုအပိတိုင်ပိတ်လိုက်တယ်ဆိုတာသူသိလိုက်ရပါတယ်ဟာဂျွန်းနဲ့ရှာလော့ကျိုကသူတို့တွေစေယုံကိုအတွင်းဘက်ကနေတောက်ခတ်လိုက်ပြီးဖြစ်ကြောင်းကြည့်ရှုသူတွေကိုပြောပြလိုက်ပါတယ်လူတိုင်းဟာဘသူစီမှာဘာဖြစ်မလဲဆိုတာကိုစောင့်ကြည့်ရင်စေယုံရဲ့အခန်းဝေးတွေထဲမှာရပ်နေကြပါတယ်အကြာကြီးစောင့်ကြည့်ပြီးဘာမှမဖြစ်လာတဲ့အခါမှာတော့သူတို့တွေစေယုံအုပ်ကြီးအခန်းကိုသွားပြီးတရေခေါ်တဲ့အခန်းသားတစ်ခုစတင်လိုက်ကြပါတယ်သူတို့တွေဟာဒီအခန်းကိုအသေးချားပြင်ဆင်ထားကြတာပါနန်လောကသားတွေကိုဆွဲဆောင်နိုင်မဲ့ခေါင်းလောင်းတွေဖျောင်းတိုင်တွေနဲ့တခြားပစ္စည်းအများပြားကိုချိတ်ဆွဲထားပါတယ်အခုတော့သူတို့ရဲ့အခန်းသားကိုစတင်လိုက်ပါပြီရုတ်တရက်ဆိုသလိုဖျောင်းတိုင်တွေအားလုံးငြိမ်သွားပါတယ်သူတို့ချိတ်ထားတဲ့ခေါင်းလောင်းတွေအားလုံးလည်းကျဲလောင်စွာမြည်လာပါတော့တယ်လူတိုင်းထိတ်လန့်တကြနဲ့အပြင်ကိုပြေးထွက်သွားကြပါတယ်သူတို့ရဲ့အခြေအနေကတကယ်ကိုတိတာနေပေမဲ့တောင်တစ်ခုကိုတူးလိုက်တဲ့အခါကြက်တစ်ကောင်ထွက်လာသလိုမျိုးဖြစ်သွားပါတယ်တကယ်တော့ဒါဟာဂျွန်ရဲ့သူငယ်ချင်းကနောက်ပြောက်လိုက်တာဖြစ်နေတာပါအပြင်မှာထိုင်နေတဲ့ဟာဂျွန်းကတော့သူတို့ရဲ့လောက်ရကြောင်းကြည်ရှုသူအရေးအတွက်အစာမတန်တိုးလာသလိုလူတွေကလည်းသူ့ရဲ့တိုက်ရိုက်ထူးလင်းမှုကိုစရာထထန်စွာနဲ့လိုက်ပေးတာကောမန်ရေးတာတွေလုပ်နေကြလို့အရန်ကိုပြောနေပါတယ်အခြားမြင်ရတဲ့ရှာလော့ကတော့အခုတဆေးမြင်ရသလိုမျိုးဟန်ဆောင်ဖို့ထူမာကိုဖိအားပေးလာပါတယ်ကြည်ရှုသူတွေပိုးရဖို့အတွက်ထူမာကတဆေးနဲ့ဆက်သွယ်နေတာပါထူမာဒီလိုပြောနေတော့မှပဲထူမာရဲ့ကိုမိုင်တဲထဲကမီးတွေကတစ်ဖြက်ဖြစ်လာပါတယ်ထူမာရဲ့မီးဆက်ချိုးယွင်းနေတာဖြစ်မှာပါလို့တွေးပြီးထူမာရဲ့အလုပ်ကိုဆက်လုပ်နေပါတယ်အထဲမှာတော့တခွဲလုံးဟာအရင်ကအသေးနေတဲ့ကြက်တစ်ကောင်နဲ့ကလာအုပ်တစ်ကောင်တွေ့ခဲ့တဲ့တခွဲကန်ထဲကိုဝင်တော့မှာပါအဲ့ဒီတခွဲကန်ထဲမှာအယုတ်တစ်ခုကိုတွေ့ခဲ့ဖူးပြီးအခုသူတို့ပြန်ရောက်လာတဲ့အခါမှာတော့အဲ့ဒီအယုတ်ကရွှေ့နေတာကိုသတိထားမိကြပါတယ်ဒါကိုသတိထားပြီးဒီအလို့မှမပါဝင်ချင်တော့တဲ့ဂျေးဟွန်နဲ့ရှာလော့တို့နှစ်ယောက်လုံးကြောက်လန့်သွားကြပါတယ်သူ
သူတို့အခွဲဝင်တယောက်ကတော့အဲ့ဒီအယုတ်ဟာဆေးရုံအုပ်ကြီးအခန်းထဲမှာတွေ့ခဲ့တဲ့ဓာတ်ပုံထဲကလူနာတယောက်နဲ့တက်ထရတဲ့တူနေတယ်လို့ပြောပြပါတယ်အဲ့ဒီလူငယ်ကစိတ်လှုပ်ရှားစွာနဲ့အယုတ်ကိုကောက်ယူဖို့ကြိုးစားပြီးမဲ့ရှာလော့ကမထီဖို့တတိပေးပြီးတားလိုက်ပါတယ်ရှာလော့တယောက်တုံးလို့ခြောက်ချလာပြီးထူမရဲ့နှဖိုးမှလည်းချွဲတွေပြန်နေပါတော့တယ်